ဒီကနေ့တရင်ညွတ်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခါကာလတော်ကဖျားဖြစ်ပြီး9နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတာဝရိန္ဒနတ်ပြည်တက်ပြီးအဘိဓမ္မာတရားကိုဟောကြားခဲ့ပြီးဒီကနေ့လူပြည်ကိုပြန်နေကြွလာတဲ့အမတ်တရားနေဒီနေ့ကိုပဲအဘိဓမ္မာခါတော်နေလို့ဆိုတာအဘိဓမ္မာခါတော်နေဆိုတာအဘိဓမ္မာတရားဟောတာကဝါဆိုလာပြီးတော့တရားနည်းအရေးစပြီးတော့ဟောတာတရင်ညွတ်လာပြီးနေဆိုရင်ပြီးတယ်အဲ့တော့အဘိဓမ္မာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲအဘိဓမ္မာခါတော်နေလို့ဆိုပြီးမြန်မာပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်အဘိဓမ္မာတရားစတင်ဟောတာတော့ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်3 လကြာအောင်မြတ်စွာဘုရားအဘိဓမ္မာတရားတော်ကိုတာဝရိန္ဒနတ်ပြည်မှာဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝရိန္ဒနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုရဲဆောင်နှံလေကားကြီး30ကနေပြီးခန္ဓာတိုက်ပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်တွေမှတ်သားထားဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်တွေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာဒီကနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွတ်လာတာဝရိန္ဒနတ်ပြည်ကပြန်ကြွတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကတရင်ညွတ်လာပြီနေ့မှာမိထွန်းတာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင့်ပါတယ်လို့ပဲကိုယ့်ရဲ့အစင်လာရလောက်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက္ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့တရင်ညွတ်လာပြီနေ့မှာမိထွန်းတယ်လို့ဒီလိုအဓိပ္ပာယ်ပြောင်းပြီးမှတ်မယ်ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအဓိပ္ပာယ်ရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက္ခတ်ပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒါဒီဖျားကိုးစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖျားကိုးစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာငကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုးစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာဂျိုပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီးတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖျားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တာမန်လို့မအောင်မေ့တယ်နဲ့ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်ကလေးရဲ့တန်ဖိုးဟာစိန်လေးရဲ့တန်ဖိုးဟာဘယ်လောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရားရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တန်ဖိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရားတိုက်ပြီးတော့ချတန်ဖိုးဒီကြောက်ကလေးတစ်ပွင့်ရင်တန်ဖိုးမတန်မှกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးချင်းกว่าတတ်တယ်အဲ့တော့တန်ဖိုးရှိတဲ့ဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလောက်တာမဟုတ်ပဲနဲ့အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့တရင်ညွတ်လာပြီးမှမိထွန်းတယ်လေဖះကိုပူဇော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွရောက်လာတဲ့မြတ်စွာဘုရားကို
ခေယူကျူပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအာရုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာအခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ယရဏသုံးပါးကိုပူဇော်လိုက်ရတဲ့ပူဇော်မှုဟာတာမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြည်ရောက်သွားတဲ့နတ်သား2ယောက်ရှိတယ်အဲ့ဒီနတ်သား2ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တဦးနဲ့တဦးဟာလှူတဲ့အတိုင်းအတာပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်္ဂုရနတ်သားလို့ခေါ်တယ်ဘိဓမ္မာတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရဘက်နားမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့မှုတဲ့တန်တုတိတနတ်သားကအဘိဓမ္မာတရားနာဖို့ဘုရားနာရောက်နေတယ်အဲ့သူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်္ဂုရဆိုတဲ့နတ်သားအဲ့ဒီနတ်သား2ယောက်ကလည်းပဲမေတော်ကြီးအနီးပါးမှာထိုင်နေကြတယ်တဖြည်းဖြည်းတရားပွဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်္ဂုရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပေးလိုက်ရတယ်သူတို့ကျတော့အရှိန်ဝါခြင်းမတူလို့ရှိရင်လူဟာရှေ့ကမထိုင်ရဲဘူးနော်သူကသူအလိုအလျောက်ကိုအရှိန်ဝါကညံ့လာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖះနဲ့12ယူဇနာလောက်ဝေးသွားတယ်တယူဇနာမှာ10မိုင်နှုန်းနဲ့တွက်ကြည့်12ယူဇနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်္ဂုရနန္ဒာကိုလှမ်းမေးတယ်နေပါဦးငါနားမှာမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာဒီအိန္ဒကနန္ဒာကတော့ငါနားလေးတင်ထိုင်နိုင်တယ်သူကဘုံကိုချီတယ်ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလှုပ်ကြတာချင်းတူပါတယ်တဲ့အိန္ဒကနန္ဒာဟာသူကရှင်အနုရုဒ္ဓမထေရမြတ်ယဟန္တာမထေရမြတ်ကိုဆွမ်းခံလာတာဆွမ်းတစွန်းမဲ့သူလောင်မှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံကိုချီနေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့12နှစ်ကြာထမေချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့တော့ဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလိုက်ရတယ်လှူလိုက်ရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရားစေရနာတွေဆွမ်းအားလည်းကြီးမားတယ်ပေါ့ခုနလိုစိန်လေးဟာတပွင့်နဲ့ပဲဖြစ်စီနော်တမိုးချီတယ်သူကတော့လမ်းခင်းကြောက်တွေရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခံတဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရည်နေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တာမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခေတ်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့12နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတယ်လို့ပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံဖြင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးနတ်တော်ဖြစ်တယ်ဒါပေမဲ့အရှိန်ဝါခြင်းမတူဘူးလို့ဆိုလို့လူလိုပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုရယာထူးကြီးတဲ့လူလာရင်နောက်ဆုတ်ပေးရတယ်မဟုတ်လားပစံချမ်းသာတဲ့လူလာရင်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ်ဒီ
ဒီအမတ်တမဲ့လှူတာတန်းတာမျိုးတွေမလုပ်ရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအရေးချင်းသီလသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဘုရားလောက်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဘုရားဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသရင်ညွှန်လာပြီးနေခါသမယမှာတာဝဏိတနတ်ပြည်ကကြွလာတဲ့ဘုရားကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုန7ပါးသီလဆောက်တည်လိုက်တယ်ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်ဒီကနေ့ငါ7ပါးသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်လိုက်မယ်ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်ဖျောင်းနိုင်လေးတိုင်းထွန်းရင်လည်းဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့ပန်းလေးတစ်ပွင့်လှူရင်လည်းဒီပန်းဟာတာဝရိန္ဒနတ်ပြည်ကအဘိဓမ္မာတရားဟောပြီးပြန်ကြွခဲ့တယ်မြတ်စွာဘုရားကိုမျှော်မှန်းပြီးပူဇော်ပါတယ်ဆိုရင်ပူဇာရဟိပူဇေယတောဗုဒ္ဓေဝယတိဝတာဝကေပပ္ပင်္စာသမဒိဋ္ဌံတိတိဏ္ဏသောကပရိတဝေစိတ်ဟာတန်ဖိုးမဖြတ်နိုင်တယ်လို့ပဲအဲ့ဒါလို့ပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတန်ဖိုးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေတုပ်ကဘယ်လောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေတုပ်ကြီးကြီးနော်အဲ့ဒါလို့ကြွယ်ပြခြားနာသွားတယ်လို့ဆိုတာလေးကိုတာဝရိန္ဒနတ်ပြည်မှာဗိဓမာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်အဲ့ဒါကြောင့်မို့ကုသိုလ်ပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုသည်မှာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကပြန်ကြွတဲ့အဘိဓမ္မာအခါတော်နေ့ဖြစ်တယ်ဆိုတာတစ်ခုမြန်မာလူမျိုးတွေအစဉ်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသရင်ညွတ်မိထုံးပွဲတွေလုပ်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะအဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတူကနေထိုင်ကြပြီးတော့ဝါလသရင်ဝါလကျွတ်ပြီးဆိုရင်ခီးထွက်ကြတယ်ဟိုနဲ့ဒီနဲ့နေကြတယ်ရှေ့တော့ကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခီးထွက်ကြမယ်ခီးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာလို့ဆိုလို့ရှိရင်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာပေါ့ request လုပ်တာဆိုလို့တယ်ပေါ့နော်သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလို့တယ်နော်ဒါယဉ်ကျေးမှုတစ်ခုပဲလူတွေရဲ့ယဉ်ကျေးမှုတူနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလုပ်တာကြားတယ်မဟုတ်တာလုပ်တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော့ပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းအပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျေးမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျေးမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်ဒါကြောင့်မို့တပားနဲ့တပားဟာဖိတ်မှန်တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိတ်မှန်တကပြုတဲ့နေ့ဘယ်လိုဖိတ်မှန်တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရေမိဒိဋ္ဌိနာဝတုတေနာဝပရိသင်္ခာယဝရှမ်းတပားကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်၍ဖြစ်စီအပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြ၍ပဲဖြစ်စီအရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမန္တောရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒာယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရအောင်နော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာသမန္တောအနုကမ္ပံဥပါဒာယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တောပฏิကရိတာမိရှင်ဘုရားတို့ပြောတာကိုတပည့်တော်ကိုပြန်စစ်ဆေးလို့
အပြစ်ကိုတွေ့ရင်တော့တပည့်တော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာဒါတော့ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့နော်ပဝရဏပွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားဖို့ကြလိမ့်မယ်အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပါးနဲ့တပါးနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့တရင်ညိုလာဆိုလို့ရှိရင်ဩကတာကြောကျိုးနဲ့ကြောအဲ့ဒီကြောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စေရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့နဲ့ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကျုံငါဆိုလူကြီးသူမတွေမိဘတွေကိုကြောတာဒါတော့ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုမျိုးအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြင်းမာခြင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းပန်မဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံးဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်ဘူးသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်မိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်တည်တဲ့အခါလည်းဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါကိုကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မှကြလို့ရှိရင်အဲ့ဒီတိုင်းသွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမို့ဒီတန်တရားခရီးသွားအမှားမလုံးမိစေနဲ့ဆိုတဲ့မှာကြည့်တန်တရားခရီးသွားနေတဲ့အချိန်မှာအထင်မှားအမြင်မှာဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းပန်လို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဘုရားရှိခိုးဘုရားဘူးသွားတယ်စေတီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမတွေညာမတွေနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘယ်ဟာမတွေကလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်လျက်ဘဝမှာအဲ့ဒါမျိုးဖြစ်သွားနော်ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေ့စဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်ဆိုးတာလှုပ်ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတယ်ကြားဖို့ကြလိမ့်မယ်ဒီAustralia Aborigines လူရိုင်းနေရှိတယ်ကျွန်းနေလူမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေ Australia Aussie လို့ခေါ်နေတယ် Australia နိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်လို့ခေါ်တယ်ကောက်လက်နက်ကခတ်ကောက်ကြည့်တယ်အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူ့ထဲပြန်ရောက်လာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေးကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ်စီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးနော်ကိုလှုပ်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှာပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်မလွဲမသွေပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်နော်တခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်
ပြောဝစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတစ်ပါးနဲ့တွေ့တယ်ယဟန္တာတစ်ပါးနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်သတ္တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့သတ္တပင်ကားတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေအမြဲတမ်းပြုံးကျင်လားမပြုံးကျင်လားလည်းမသိဘူးပြုံးနေရတာပဲသူတို့ကနော်စပွဲကားတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီဆိုအဲ့ဒါဒီကိုယ်တော်ကပြုံးတယ်သတ္တပင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေးသားဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံးဆိုတပင်တဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအနုပညာတဲ့ဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရတယ်ပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကပဲလိုက်ပွဲကရတဲ့အဆင်ရောက်အဲ့ဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြမှားပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘာဝတရားကသူကအမှားတစ်ခုမလုပ်လိုက်နဲ့လုပ်လိုက်လို့ရှိရင်ဘူမရင်ဆိုရလေလက်နဲ့ကြည့်လို့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတုပ္ပဗုဒ္ဓထင်တယ်သူကပိစိကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဘဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညင်ညင်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအနုကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူဟာဖြစ်တဲ့ဘဝမှာအနုတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုယ်ကိုပြည့်စုံပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနအပြစ်တွေဟာကြည်အေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီတရင်ညွတ်လာပြီနေဆိုတာနေထူးနေမြတ်ဖြစ်တယ်နေထူးနေမြတ်အခါသမယမှာလှူချရတယ်တန်ကြရတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသိုလ်စိတ်လေးနဲ့လဲထားပေါ့အမှားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြမှာဖြစ်တယ်